ကဲ့ဒီနေ့ကတော့ချစ်ဆုံးလေးကဂျုံစီချက်ကောင်းကောင်းလေးစားခြင်းနဲ့ဆိုလို့လေကျွန်တော်တို့စားနေကြဆိုင်လေးကိုသွားနေပါပြီအဆိုင်လေးကကျွန်တော်တို့သမီးစားဘွားတွေကစားပြီးစားလာတာဆိုတော့လေအခုဆိုရင်တော့10စုနှစ်တစ်ခုစားလောက်တော့ရှိပြီပေါ့နော်အဲ့လောက်ချိန်ကြာကြီးဘာလို့စားပြစ်နေရလဲဆိုတော့လေအဆိုင်ကတန်ရှင်းတယ်အဓိကတော့တန်ရှင်းတယ်ပေါ့နော်ပြီးတော့အရသာလည်းကောင်းတယ်ဈေးနှုန်းအနေနဲ့ကလည်းအဆင်ပြေတယ်ကျွန်တော်ကတော့အဆိုင်ကိုရောက်တိုင်းဂျုံစီချက်တစ်မျိုးပဲမှစားဖြစ်တယ်ချစ်ဆုံးလေးကတော့အဲ့လိုမဟုတ်ဘူးသူကစိတ်ကူးပေါက်ရင်ပေါက်တယ်လို့အဆိုင်ရမီနူးတွေကိုတစ်ခုပြီးတစ်ခုအဲ့လိုစမ်းပြီးတော့စားတယ်ဟုတ်ပါတယ်ဒါပေမဲ့များသောအားဖြင့်တော့လေမိုးကုတ်ဂျုံစီချက်ကိုပဲနှစ်ယောက်လုံးကအမြဲစားဖြစ်ပါတယ်ဘာလို့လဲဆိုတော့လေသူ့ရဲ့ဂျုံသားလေးကလေတခြားဆိုင်ကအဲ့လိုဂျုံခောက်ဆွဲဘက်ရဲ့အသားနဲ့မတူအခုပုံထဲမှာကိုကြည့်ကြည့်ပေါ့နော်အဲ့လိုတစ်မျိုးလေးပဲအီလေးနဲ့စားလို့ကောင်းတယ်ပြီးတော့ညီမတို့ကအဲ့လိုငရုတ်တီးကြော်လေးပါတယ်အဲ့လိုလေးထည့်စားပါတယ်ပြီးရင်နှစ်ယောက်လုံးကခောက်ဆွဲစားတိုင်းဟင်းရီတောက်တယ်ပေါ့နော်အဲ့ဒီဟင်းရီကိုလည်းငါးမြင့်ချင်းဟင်းလေးကိုအမြဲတမ်းမှာတောက်တယ်နောက်တစ်ခုကအမြဲစားပြနေကြဆိုင်ဆိုတော့လေအထွေထူးမှာကြမလို့ညီမတို့ကြိုက်တဲ့ပုံစံလေးတွေသူတို့ကတိရပေါ့နော်ပုံမှန်ဆိုရင်သူတို့ကဒီလိုရှမ်းကျင်လေးတွေပဲချပေးရပါရှမ်းကျင်လေးတွေယူလို့ရှိရင်လေအဲ့လိုအများသုံးစွန်းခွင့်မလာရင်အဲ့လိုမျိုးလေးနဲ့ဒီလိုတတိတက်တန်လေးခက်ပြီးသုံးတာတော့ကောင်းတယ်ပေါ့နော်တချို့လူတွေကြတော့အဲ့ဇွန်းကြီးနဲ့ရိုင်းတဲ့နှိုက်စားရကြုံဘူးရဲ့တွေ့ရပေါ့နော်အဲ့လိုမျိုးကြီးကြမပြူပေါ့နော်ဒီဟာကြတော့ကိုကကြအဲ့လိုလေးခောက်ဆွဲရစားရင်သူကတုပ်ဘူးခောက်တို့ဝက်ခောက်တို့အဲ့လိုမျိုးလေးထည့်စားတာကိုကြိုက်တော့အဲ့တုပ်ဘူးခောက်ကြော်လေးလက်စားရဲမမချင်ဟင်းကြီးကြည့်ပါအောင်ငါဘက်တွေကလည်းအများကြီးမြချင်လေးတွေရောအရသာတွေအရန်ကောင်းပါတယ်ဒီမှာဆိုလို့ရှိရင်ပြောနေတော့စားချင်လိုက်ပြီးတော့ကော်ဖီချင်းပေါ့နော်ဒီလိုကော်ဖီချင်းလေးဆိုရင်လည်းသူကလေပုံမှန်ဆိုရင်တော့မချမပေးဘူးပေါ့နော်ကိုကအဲ့ကော်ဖီချင်းလေးကိုကြိုက်တော့ကြသူကညီမတို့လာရင်အဲ့အချင်းလေးကိုအမြဲတမ်းတီးတန့်အဲ့လိုလေးလုပ်ပြီးတော့ပေးရပေါ့နော်နောက်ပြီးတော့ညီမတို့ကရင်းနှီးလေးတောက်လိုက်ဟင်းလေးတောက်လိုက်ခောက်ဆွဲလေးစားလိုက်တူခောက်ကြော်လေးစားလိုက်နဲ့အရန်ကိုစားကောင်းတဲ့နေလေးတစ်နေ့ပေါ့နော်ပြီးတော့ဒီအသားဘက်ကလေးဆိုလို့ရှိရင်ညီမကဂျုံစီချက်တို့ခောက်ဆွဲစီချက်တို့ဆိုအဲ့လိုအသားဘက်ကိုအဲ့လိုမျိုးလေးကိုကြိုက်ပါတယ်ဒီဟာလေးကတော့လေညီမတို့အကြိုက်ဆုံးခောက်ဆွဲဆိုင်ထဲမှာပါတယ်ပေါ့နော်မောင်နှစ်ယောက်လုံးကလေအစားအသောက်ကိုတကယ်ချစ်တဲ့သူဆိုတော့လေအဲ့လိုမကောင်းမင်းနဲ့လေကောင်းတယ်လို့ပြောရကိုသွားစားရခါကျမကောင်းရင်စိတ်ဆိုးတဲ့လိုမျိုးပေါ့နော်တကယ်အခုလိုမျိုးကောင်းနေဆိုရင်လည်းအဲ့လိုအများကြီးကိုလေပြောင်းစားပါရဲ့ပြီးတော့မပါမဖြစ်ကတော့ကော်ဖီလေးပေါ့နော်ဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်